စကားလေးတစ်ခုကြံခဲ့လို့ပါကျွန်တော်ညီမနိုင်ငံမှာငရေကြီးကြီးလှုပ်တယ်အလှုပ်တော့လူကြီးထောင်ချုံတည်ဆုံးကြတယ်ထိခိုက်ဒဏ်ရာတွေများများရကြတယ်ကျွန်တော်ညီမနိုင်ငံကထောက်ပံ့ပေးတယ်ကူညီပေးတယ်လူတန်းပေးတယ်မတရုတ်နိုင်ငံကအများဆုံးလူတန်းနေတော့မဟုတ်ပါဘူးဒီမှာကျန်းပန်းစစ်တပ်မင်းအောင်လည်းပြည်သူတွေကိုတတ်ဖို့လေရင်နဲ့ဘုံရက်တတ်ဖို့အတွက်ကြီးစံတွေထောက်ပံ့ပေးတယ်တကယ်လို့ကျန်းပန်းစစ်တပ်မင်းအောင်လည်းနိုင်သွားခဲ့ရင်ကျိုးရအာဏာထိန်းချုပ်မှုအောက်မှာကျွန်တော်မြန်မာနိုင်ငံအပြည့်အဝရောက်သွားလိမ့်မယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံကကိုယ်ပိုင်တမရမရှိတော့တမရရှိခဲ့ရင်တော့ဟုတ်လားအဲ့တမရအကျန်းပန်းစစ်တပ်မင်းအောင်လည်းတင်ထားတဲ့တမရဆိုရင်တရုတ်ရဲ့ထိန်းချုပ်မှုအောက်မှာပြေဝခံရနေတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာပြည်သူတွေကဆင်းရဲဒုက္ခသွင်းနေနှက်ပြီးတော့မလိုအပ်တဲ့ပြဿနာတွေထောင်ပေါင်းများစွာအများကြီးတက်လာနိုင်တယ်အခုဆိုရင်နိုင်ငံရဲ့စကားစစ်ပွဲတွေမှာတရုတ်ရဲ့နောက်ွယ်ထောက်ပံ့မှုတွေအများကြီးရှိတယ်သူအာဏာရှင်စနစ်ချင်းထောက်ပံ့ကြတယ်ရုရှားတို့ပေါ့အမျိုးမျိုးထောက်ပံ့ကြတယ်ဒါတော့လူသိရှင်ကြားတော့မဟုတ်ဘူးဗျာတရုတ်နိုင်ငံကမြန်မာနိုင်ငံသားတယောက်ကိုကောင်းနေပြီဆိုရင်ချင်းတယ်လူကြီးရာကျော်ချင်းတဲ့ခံရပြီဆိုချင်းတယ်တရုတ်နိုင်ငံကမြန်မာနိုင်ငံအဖွဲ့အစည်းတစ်ခုကိုကောင်းနေပြီဆိုရင်လူကြီးတန်းတဲ့ချီကိုချင်းတဲ့နေပြီဆိုတာချင်းတယ်ကျွန်တော်မှန်တော့စကားပြောရအောင်နော်ကျွန်တော်မိဘပြည်သူတွေအတွက်ပဲကျွန်တော်စိတ်ပူတယ်ရေရှည်မှာအကောင်းဆုံးတွေဖြစ်ပါသေးပဲကျွန်တော်လည်းဆုတောင်းပါတယ်ကျွန်တော်ရဲ့လှုပ်ဆောင်ချက်တွေမိဘပြည်သူတွေအတွက်ပဲကျွန်တော်နိုင်ငံကိုကျွန်တော်ချစ်တယ်ကျွန်တော်အကောင်းဆုံးတွေပဲကျွန်တော်နိုင်ငံအတွက်လုပ်ပေးခြင်းတယ်ကျွန်တော်အဲ့အတွက်ဘာမှဆိုလုပ်မှာပဲတုံးလာကျွန်တော်အသက်ရှင်နေသေးလုံနိုင်တဲ့လောက်ကျွန်တော်အကုန်လုပ်ပါမှာပဲမိဘပြည်သူကြိပေးပါတယ်အရင်ကလည်းကျွန်တော်လုပ်တယ်အကောင်းဆုံးတွေကျွန်တော်နိုင်ငံအတွက်ကျွန်တော်မျိုးမျိုးအကောင်းဆုံးတွေလုပ်တယ်ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်